ရွာထဲကရှိသမျှလူအကုန်ထွက်ခဲ့ဟေးကောင်းတယ်အကုန်ဖမ်းခွာပြီးရင်တကြီးအိမ်မှာလူစုထားကြည့်တာအကုန်ထုတ်ကြအကုန်ငုံစိုးမာတွေဖြစ်ကုန်မယ်တကြီးခမရရွာသားတွေပြောပေးခမရလည်းနာကျင်ပြီထင်တယ်ဟုတ်လားကြည့်တာအကုန်ထုတ်ကြအကုန်ငုံစိုးမာတွေဖြစ်ကုန်မယ်တကြီးခမရရွာသားတွေပြောပေးခမရလည်းနာကျင်ပြီထင်တယ်ဟုတ်လားဘယ်လိုမှပေါ့ကွာတကြီးခမရတော့တယ်ကဲငါကောင်တို့သွားမယ်ခမရတို့လည်းမသေးချင်အေးစိနေခဲ့ကြကဲမင်းတို့လည်းဝေစုခွဲပြီဆိုတော့ပြန်ကြတော့ငါလည်းကျွဲလေးထပ်ဆွဲလိုက်အောင်မယ်ကျွဲလေးထပ်ဆွဲလိုက်အောင်မယ်